လေရွေးစဉ်ကစားသမားဟောင်းကြီးရဲ့နိုင်ရေးကိုလိုက်ပါပို့ဆောင်ပေးခဲ့ကြတဲ့ဦးစောစောနဲ့ကိုရာစာအချိန်တန်ရင်လူတိုင်းထွက်သွားရမယ်ဆိုပေမဲ့လည်းမြန်မာနိုင်ငံဘောလုံးအသင်းရဲ့အသင်းချုပ်ခေါင်းဆောင်ဦးတင်မြင့်အောင်ရဲ့နောက်ဆုံးခရီးကတော့မျက်စိတမိတ်အတွင်ဖြစ်ပျက်သွားခဲ့ပြီဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာဂုံကိုဆောင်ပေးခဲ့ပြီးသူကိုယ်တိုင်လေရွေးစဉ်အားကစားသမားတစ်ယောက်ဖြစ်လာအောင်အကျိုးမတ်တက်ကြိုးစားခဲ့တဲ့ဦးတင်မြင့်အောင်ကတော့ဘောလုံးအားကစားတစ်ခုလုံးအပေါ်မှာသစ္စာရှိခဲ့တဲ့သူဖြစ်တာကြောင့်သူ့ရဲ့ကွယ်လွန်မှုဟာမြန်မာဘောလုံးအားကစားတစ်ခုလုံးရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်။သူအနေနဲ့ကတော့နိုင်ငံကုန်ကိုဆောင်ပေးခဲ့သူဖြစ်တယ်လို့အမြဲတမ်းလဲဂုံမဖော်ပဲနေတတ်သူဖြစ်တာကြောင့်အားကစားသမားတိုင်းရဲ့ရင်ထဲမှာဆရာကောင်းတစ်ယောက်အဖြစ်ကြန့်ရှိနေခဲ့ကြတာပါ။ဒါကြောင့်ပဲဦးတင်မြင့်အောင်ရဲ့နောက်ဆုံးခရီးကိုတထေးကြီးဦးစောစောကိုယ်တိုင်လာရောက်ပြီးလိုက်ပို့ပေးခဲ့တယ်လို့နိုင်ငံကျော်အားကစားသမားဖြစ်တဲ့မိထက်လူကလည်းလိုက်လံပို့ဆောင်ပေးခဲ့ပါသေးတယ်။ဘလို့ပဲဖြစ်ပါအရင်ခေတ်ကဘောလုံးအားကစားဆိုတာကတော့ကဘာမှာမြန်မာဟိလို့အော်ဟစ်ရအောင်ထိတ်တန်းလက်ရွေးစဉ်အားကစားသမားတွေဖြစ်ခဲ့တာကြောင့်ဒီဘက်ခေတ်လူငယ်တွေရဲ့အနာဂတ်ဟာအရင်ခေတ်အားကစားသမားတွေနဲ့ဓာတ်ရိုက်သက်ဆိုင်နေခဲ့တာကြောင့်တကယ်ကိုမှဝမ်းနည်းစရာကြီးတစ်ခုပဲဖြစ်ပါတယ်ဗျာ။